ပြူတေးလေးမှတ်တမ်းတင်မှုရအတွက်အလုတကာကြီးဦးကျော်ရွှေအလုတာကြီးကာမကြီးဒေါ်ဝန်းမာတို့မိသားတစုစန့်ရှိသူကြွားရောက်ပေးပါရန်ဒေသစွာဖြင့်ဖိတ်ခေါ်ပါတယ်မိသားတစုအလုကွန်ပျူတာလေးမှတ်တမ်းတင်အောင်တနေ့နဲ့တနေ့မတူအောင်တော့ကျွန်တော်တို့ကြိုးစားပါမယ်တပွဲနဲ့တပွဲမတူအောင်လည်းကျွန်တော်တို့ကြိုးစားပါမယ်ကြိုးစားမှာပါမလေးသိတော့ဟုတ်လားဟုတ်ခုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ပိုးပြီးတော့တောင်အလုတ်လောက်ရတာသိခတ်ပါတယ်ခတ်ပါတယ်ကျွန်တော်တို့အချို့ကဆိုလို့ရှိရင်ဟာကျွန်တော်တို့ရွာဘသူတွေဝန်ထမ်းတော့ဘလို့ကြိုးစားနဲ့မဟုတ်ပါဘူးကျွန်တော်တို့အိမ်မှာတီးလုံးတိုက်ပြီးသားပါဘသူဝန်လို့ဆိုပြီးတော့လည်းဖောက်မတီးပါဘူးဒါပါပဲအဲ့တော့ခါကျတော့တနစ်နဲ့တနစ်မတူအောင်ကတော့ကျွန်တော်တို့ကြိုးစားနေမှာပါကြိုးစားမှာပါဒါပေမဲ့လို့ကျွန်တော်တို့ဒီရွာလာတာကျွန်တော်တို့ပြန်ရမယ့်သူတွေရှိပါတယ်ဘသူတွေတုံးအဲ့ဒီပြန်ရမယ့်လူတွေကဘသူတွေတုံးဆိုတော့တီဝီတို့ဟန်ဇတ်တို့ဟုတ်တယ်အဲ့ဒါတွေကျွန်တော်တို့ပြိုင်ပြီးတော့တီးရမှာပါတီးရမှာနော်ဟောတော့ဟန်ဇတ်တွေကလည်းလူတိုင်းကြိုင်နိုင်တာဆိုတော့အင်တာနက်ခေတ်ကြီးထဲမှာကျွန်တော်တို့လာရောက်ပြီးတီးရတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်ကဲ့ယနေ့ညတော့ကျွန်တော်တို့ကြိုးစားပါမယ်အလူတကာလူမှကြွပေးပါအလူကွန်ပျူတာလေးမှတ်တမ်းတင်ပါမယ်အလူကွန်ပျူတာလေးမှတ်တမ်းတင်ပြီးမှမလေးသိန်းတော်တို့ယနေ့ညဆိုင်အခမ်းသဘင်ကြီးအလုစမှာဖြစ်တယ်ဟုတ်အလူတကာလူမှတော့သိစေတနာကောင်းတာတကယ်စေတနာကောင်းတာဟုတ်ပါမနက်ကဆိုင်ကရောက်တယ်ဆိုရင်မဲလေကျွန်တော်ကိုလာပြီးပေးတာဆက်လက်အဖြူဘူးမှငါဘူးရာသာဓုဗျာသာဓုဒါပေမဲ့ကျွန်တော်ပြန်ပေးလိုက်ပါတယ်ဘာဖြစ်လဲတော့ဘူးကအခွန်နေကြီးမလို့နဲ့အဲ့ဒါအမိုက်လွန်ခိုင်းတာလေတကယ်ပါဟုတ်ရင်မပင်ကသိန်းတော်တို့ဝမ်းမိုးတို့အားထားထားတယ်ဆိုတာကျွန်တော်တို့သဘောပေါက်ပါတယ်ဟုတ်ကဲ့ဒါကြောင့်လည်းအားခဲရကြုံနတ်အောင်ကျွန်တော်တို့လက်လန်းပြီးသမျှကြိုးစားပါမယ်ကြိုးစားမှာပါဒါအလူတကလူမှဆိုင်းရှည်ကြွပေးပါပါတယ်တလူအလူမျိုးကြီးဟုတ်တယ်ခုခေတ်မှာထမင်းတနတ်စားရဖို့အရေးတောင်မလွယ်တဲ့ဟာလားဟိုခေတ်ကြီးထဲမှာလာရောက်ပြီးတော့အလူတကလူမှစီကားတိုက်မယ်ဆိုတာလှူကြတန်းကြရဟုတ်ကဲ့ဟုတ်ကဲ့ဗီဒီယိုဆရာကြီးကလည်းဒရိုက်တာတဲ့အောင်မြင်တဲ့ရိုက်ကူးရေးအဖွဲ့ဟုတ်တယ်သိပြီးတော့အလုတ်ကိုလေးစားတဲ့အဖွဲ့ဟုတ်တယ်အလုတ်အပေါ်မှာစေရနာပါအလုတ်လုပ်တဲ့အဖွဲ့ပါဟုတ်ကဲ့ကျူးစားနေတဲ့လူကတော့နေရာရမှာအမှန်ပါပဲမှန်ပါပဲဗျာကျွန်တော်ကိုအောင်မြင်ဆိုလို့ရှိရင်အင်တာနက်ပေါ်မှာသူ့ရဲ့အလုတ်ပေါ်မှာထားတဲ့စေတနာအလုတ်ပေါ်မှာကျူးစားတဲ့ဝရိယအကြောင်းတို့ကိုကြီးဖိုက်တာကိုအောင်မြင်ဆိုရင်လည်းနေရာတစ်ခုရလာပြီရလာတဲ့အတိုင်းသူလည်းသူ့နာမည်မကြောက်အောင်သူတို့ကလည်းကောင်းကောင်းမွန်မွန်ဖြစ်အောင်စီစဉ်ကြရဟုတ်ကဲ့မလေးသိန်းတော်တို့လည်းရထားတဲ့နာမည်လေးကြံစင်းမသွားအောင်ကျူးစားမှုအပေါင်းတရဘူးစောင်းကြရအောင်ဟုတ်ပြီကဲအဲ့တော့ယနေ့စေတနာဖြူလို့လူတန်းတာဟုတ်ကဲ့လူတုံးလူသေးမှလည်းတရားတရားဖြူစင်တဲ့အားလုံးသိပြီးသားပါဗျာသိပြီးသားဟုတ်ပြီနော်ဟုတ်ကဲ့အဲ့တော့အလူတချင်းကိုလည်းပဲစေတနာဖြူတဲ့တရားအလူလို့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့တချင်းနဲ့ဂုဏ်ပြုပေးရစီဗျာဟုတ်ဆိုတာရခေါ်ရဗျာမြင်သူတွေလေးအားချလို့အောင်လူနေတာတနေ့လုံးနဲ့သိနေရောလူနေတာစေတနာလေးရဲ့ပြူတာတရားတရားရဲ့ပြူတာစိတ်တီလို့သမိုင်းအတိပေးခြင်းနာဂုံပြုနေဆိုလိုက်နေဗျာစေတနာပြူတဲ့တရားလေးပွေးကြည့်ပါတ
စွာတာရုခေါ်နေဗျာမြည်သူလေးလေးအားကြလို့အောင်လူလူနေတာတနေ့လုံးနဲ့သိနေရောက်လူနေတာစေတနာလေးတွေပြူတာသရတရားတွေပြူတာစိုက်တီလို့သမိုင်းအတိတ်ကြီးချင်တာဘုံကျူဒီဆိုလိုက်နေဗျာစေတနာပြူတဲ့သရလူမွေးကြီးပါစုငွေတွေလားချထားတာပေါ့ အောင်သိန်းနဲ့တင်သိန်းနဲ့စပီဆွဲကျင်တော့တဲ့ ဓာတ်ပုံရိုက်တာလာပြီ အကြီးဆုံးဆိုတော့ အမပခုံးမမေးလို့ရှိရင်ခေါင်းကုန်ခိုင်ပြီးသွားချိန်ထွက်လိုက်လေမျက်လုံးပေါက်ကဖွင့်မှာပါ
တန်းချင်းပေးပြီးသားတောင်မှဖွဲ့သားတွေကစပါတယ် ဟုတ်တယ်ဗျာ ကဲအလူရှင်လူမမိသားတို့ရဲ့စေတနာတရားပြောစရာမလိုတော့ မှန်ပါဗျာ ကဲတာဝန်ကျန်တာကိုယ့်ဘက်ကဖြစ်သွားလိမ့်မယ်ကဲဒါကြောင့်စခုချင်းကနေစမယ်နော် ဟုတ်ပြီ ကဲလူရှင်တို့တွေထိုင်လို့ရတယ်